မင်္ဂလာပါအခုပြောမယ့်အကြောင်းအရာလေးကတော့ဒီ civil engineer တွေအတွက်ဒါ game လေးပေါ့နော်ကျွန်တော် puzzle game လေးဒီမှာတော့ကျွန်တော်ကနာမည်ကို safe saw လို့နာမည်ပေးထားတာပေါ့အဲ့ဒီဟာလေးကိုမိတ်ဆက်ပေးဖို့ပါလေအဲ့တော့အဲ့ဒီ game လေးကိုကျွန်တော်တို့ဆော့ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ edu Strassoft Lab page ကနေပြီးတော့မှဒီ site bar ထဲမှာ game ဆိုတဲ့ section က shift saw ဆိုတဲ့ button လေးကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီမှာ game လေးကိုရောက်သွားမှာပေါ့နော်အဲ့တော့ game လေးကတော့ကျွန်တော်တို့အဓိကအဖြစ်တော့ဒီ civil နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ image လေးတွေကိုပေးထားပါတယ် construction site တွေရဲ့တပ်ပုံလေးတွေပေါ့နော်အဲ့တော့အဲ့ဒီ construction site တွေထဲမှာပုံလေးတွေကိုကျွန်တော်တို့ jigsaw လိုမျိုး random ကျွန်တော်တို့ block လေးတွေပြောင်းလိုက်ပြီးတဲ့အခါကျလို့ရှိရင်သူ့ကိုပြန်စီပေးရမှာပေါ့နော်ငကိုပုံလေးအတိုင်းပြန်ဖြစ်အောင်အဲ့တော့အဲ့ဒါလေးဆော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ site ထဲရောက်သွားတဲ့ပုံလေးတွေလို့ခံစားရမှာပေါ့နော်အဲ့တော့တခြားဘူးတုဒရနိုင်ပွဲဟာပုံလေးတွေလည်းဒီထဲမှာထည့်ထားပြီးပါတယ်နော်အဲ့တော့အဲ့ဒီပုံလေးတွေဒါကျွန်တော်တို့ jigsaw အနေနဲ့ကစားပေးလို့ရှိရင်အဲ့ပုံလေးတွေကိုကြည့်မိမယ်မှတ်မိမယ်ပြီးရင်ပုံလေးထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုဒါဂရုစိုက်မိမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီကစားရုံတွေမဟုတ်ဘဲနဲ့ဘူးတုဒလေးတွေလည်းရအောင်ဒီပုံလေးတွေကိုအပြောင်းလဲလေးတွေလုပ်ပြီးတော့တင်ပေးမှာပေါ့နော်အဲ့တော့အခုနမူနာလေးကစားကြည့်မယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ bearing plate ဒီ test ပေါ့နော်ကျွန်တော်တို့ site ထဲမှာလုပ်တဲ့ testing လေးပေါ့နော်တပေပတ်လေအပြားလေးပေါ်မှာ loading တင်ပြီးတော့မှသူ့ရဲ့ settlement နဲ့ loading နဲ့ကို grab ဆွဲပြီးရင်ကျွန်တော်တို့မြေကြီးရဲ့ bearing capacity ကို confirm လုပ်လို့ရတဲ့ဒါ test လေးပေါ့နော်အဲ့ဒီ test နဲ့ပတ်သက်တဲ့ပုံလေးအဲ့ဒီပုံလေးကိုကျွန်တော်တို့နည်းနည်းကစားကြည့်အောင်နော်အဲ့တော့အပေါ်က stat ဆိုတဲ့ button လေးကိုကျွန်တော်တို့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ပဲဒီမှာပုံလေးကိုသူက scramble ပေါ့နော် random piece လေးတွေဖြစ်သွားအောင်ပိုင်းပလိုက်တယ်အဲ့တော့တွဲရက်တချို့ဟာလေးတွေလည်းရှိတယ်နော်သူနဲ့ဆက်တာမှန်လို့ရှိရင်တော့တွဲသွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီပုံလေးကိုကျွန်တော်တို့ဒီထက်ပါပြန်စီကြည့်အောင်နော်အဲ့တော့သူ့နေရာမှန်ပြန်စီလို့ရသွားအောင်ကျွန်တော်တို့အဲ့လိုလေးစီကြည့်နော်ဒါဆိုဒီအပေါ်မှာဒီပုံလေးနှစ်ခုကဆက်တော့နော်ပြီးလို့ရှိရင်သူနီးစပ်ရာတခြားမှန်နိုင်မဲ့ပုံလေးတွေကျွန်တော်တို့တွဲတာပေါ့နော်အဲ့လိုလေးတွေလိုက်တွဲလိုက်လို့ရှိရင်ကျွန်တော်တို့ဒီအမှန်ပုံလေးတွေရနော်အဲ့ဒါလေးတွေပြီးသွားပေါ့နော်အကုန်လုံးပြည့်စုံမှန်သွားအောင်ဒီဆက်ကြည့်ပေါ့နော်အဲ့ဒါဆိုတော်တော်လေးတော့မှန်သွားနော်ဒါကျွန်တော်တို့ဒီမှာကြည့်လိုက်ရင်ဒီဘက်ချမ်းလေးလည်းမှန်တော့နော်အဲ့ဒါကျွန်တော်တို့ဒီလိုလေးတွေလိုက်ဆက်နော်အဲ့ဒါဆိုလို့ရှိရင်သူဘယ်နေရာကပုံကအမှန်ဆုံးလဲဆိုတာနော်ကျွန်တော်တို့ဒီမှာပေါ့ဒါဆိုဒီအောက်ပိုင်းလေးကတစ်ဆက်တည်းဖြစ်သွားနော်ဒီအပေါ်ပိုင်းလေးမှာဆိုလို့ရှိရင်လေဒါဆိုလုံးလုံးမှန်သွားပြီပေါ့နော်အဲ့တော့အပေါ်မှာ you win time left to 7 second နော်ငကိုပေးထားတာ360 second ဆိုတော့ဒါမဆိုးအောင်ညံပါနော်အဲ့လိုမျိုးလေးတွေပေါ့နော်ဒါအပြင်းပြေကစားလို့လည်းရတယ်နဲ့တဲ့ပုံလေးတွေကြည့်ပြီးတော့ဘူတုတလေးတွေလည်း
ရအောင်ကျွန်တော်တို့အသုံးဝင်တဲ့ပုံလေးတွေထည့်ပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ game လေးကတော့အဲ့ဒါပါပဲနော်